မိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာဒီကနေ့မိတ်ဆွေတို့မျှဝေသွားမယ့်အကြောင်းကတော့ Wi-Fi connect ဖြစ်နေပေမဲ့ internet မရတဲ့ပြဿနာမျိုး mobile data ဖွင့်ထားပေမဲ့လည်း internet မရ internet ချိတ်ဆက်လို့မရဖြစ်နေတဲ့ပြဿနာတွေကိုဘယ်လိုဖြေရှင်းရမလဲဆိုတာမိတ်ဆွေတို့ဒီကနေ့ကျွန်တော်မျှဝေပြသသွားမှာဖြစ်ပါတယ်ဒါကဒီခက်ခဲမျိုးကိုတော်တော်များများမိတ်ဆွေများကြုံတွေ့ရမှာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ဒီလိုမျိုး Wi-Fi connect ဖြစ်ပြီးတော့ internet မရ internet အသုံးပြုလို့မရဖြစ်နေရင်ဖြည့်ရှင်းရမယ်နံပါတ်1ဖြည့်ရှင်းချက်တစ်ခုကတော့ကျွန်တော်တို့ဒီ airplane မှုလေးကို10စက္ကန့်လောက်ချထားလိုက်ပါခင်ဗျာဒီ airplane မှုလေးကို10စက္ကန့်လောက်ချထားခြင်းအပြင်ကျွန်တော်တို့ပြန်ပြီးတော့ connection ပို့ပြီးတော့ကောင်းလာတာမျိုးရှိပါတယ်ဒါကတော့နံပါတ်1ဖြစ်ပါခင်ဗျာနံပါတ်2အချက်အနေနဲ့ကတော့ဒီဖုန်းကိုကျွန်တော်တို့ restart ပြန်ချလိုက်ပါဖုန်းကို reboot restart ပြန်ချခြင်းအပြင်လည်းပဲ mobile connection internet connection Wi-Fi connection ကပြန်ပြီးတော့ကောင်းတတ်ပါတယ်ခင်ဗျာနောက်တစ်ခုကတော့ကျွန်တော်တို့ VPN ကိုနံပါတ်3အချက်ကတော့ VPN ကိုကျွန်တော်တို့ on ထားလို့ရှိရင်ပြန်ပြီးတော့ VPN ကို off ထားပြီးတော့ connect ပြန်လုပ်ကြည့်ပါခင်ဗျာအဲနံပါတ်3အချက်ဖြစ်ပါတယ်နံပါတ်4အချက်ကတော့ဆင့်ကတ်ကိုပြန်ထုတ်ပြီးတော့ပြန်သွင်းလိုက်ပါခင်ဗျာဆင့်ကတ်ကိုပြန်သွင်းပြီးတော့ပြန်ထုတ်ပြီးတော့ပြန်သွင်းလိုက်မယ်ဆိုလို့ရှိရင် internet connection ကပြန်ပြီးတော့ကောင်းလာတတ်ပါတယ်အဲ့ဒါနံပါတ်4ချက်ပါဒီ4ချက်နဲ့မရသေးဘူးဆိုရင်တော့နောက်တစ်မျိုးရှိပါသေးတယ်အဲ့ဒါကတော့ဖုန်းရဲ့ setting တွေကိုတွားလိုက်ပါခင်ဗျာဒီအောက်မှာ connection sharing ဆိုတာရှိပါတယ်အဲ့ထဲကိုဝင်ရမှာဖြစ်ပါတယ်ခင်ဗျာဒီထဲကိုဝင်ပြီးလို့ရှိရင်တော့ကျွန်တော်တို့ reset Wi-Fi mobile network and bluetooth ဆိုတဲ့နေရာလေးရှိပါတယ်အဲ့နေရာလေးကိုဝင်ပြီးတော့ကျွန်တော်တို့ reset ပြန်လုပ်လိုက်ရမှာဖြစ်ပါတယ်ခင်ဗျာဒီအောက်မှာ reset button ရှိပါတယ်ဒီ reset button လေးကိုပြန်လုပ် internet line ဟာပုံမှန်ပြန်လဲသုံးစွဲလို့ရလာမှာဖြစ်ပါတယ်ခင်ဗျာ Wi-Fi ကလည်းပဲကောင်းလာမှာဖြစ်ပါတယ်ဟုတ်ကဲ့ဒီ internet ချိတ်ဆက်ထားပေမဲ့ internet မရတာမျိုး Wi-Fi connect ဖြစ်ပေမဲ့ internet သုံးမရတာမျိုးဖြစ်နေတဲ့မိတ်ဆွေများအတွက်အသုံးဝင်မဲ့အချက်လေးတွေကိုဒီနေ့မိတ်ဆွေတို့မျှဝေတင်ပြလိုက်ရပါတယ်ခင်ဗျာဒီအချက်လက်လေးတွေကိုလုပ်ခြင်းအပြင်မိတ်ဆွေတို့ရဲ့ internet connection ဟာမူလထက်ပိုကောင်းလာမယ်လို့မျှော်လင့်ပါတယ်ခင်ဗျာဗီဒီယိုအဆုံးထိဝင်ရောက်ကြည့်ရှုတဲ့အတွက်ကြောင့်အထူးပဲကျေးဇူးတင်ပါတယ်အားလုံးပဲရှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာ